ဆွေလက်လွတ်လိုက်ပါတော့ဟယ်လီကော်ပတာမှာအလေးချိန်တွေအရမ်းများနေပြီဒီအတိုင်းသာဆက်သွားရင်တို့မိသားစုတစ်ခုလုံးဒီမှာပဲတေချရလိမ့်မယ်မေဒီဟယ်လီကော်ပတာကလူ၈ယောက်စာစီးလို့ရတာလေသမီးအပါဝင်မှလူ6ယောက်ပဲရှိသေးတာဘလို့လို့အလေးချိန်ပိုသွားရမှာလဲအမကညစ်ပတ်လုံးလှချေလားစောကအမပြေးလာတော့ကအမကိုပေါ်မှာကူးဆက်ခံထားရတဲ့သွေးတွေတောင်ပေးနေပြီအမတာဗီဇပြောင်းသွားရင်မေနဲ့ဖေဘာလုပ်ကြမလဲပြီးတော့သမီးရဲ့ဒီဇိုင်နာလက်ဆွဲအိတ်တွေနဲ့ဖက်ရှင်ကာဝန်တွေအကုန်လုံးကလည်းဒီအခန်းထဲမှာရှိနေတာအဲ့ဒါတွေကအလေးချိန်တော်တော်စီးတယ်အမတာထက်တက်လာရင်တို့တွေဟယ်လီကော်ပတာပြန်တက်နိုင်တော့မှမဟုတ်ဘူးဒါဖြစ်ရင်ညီတို့မျက်စိထဲမှာငါအသက်ကညီရဲ့အိတ်အနေငယ်စာလောက်တောင်တန်မိုးမရှိဘူးပေါ့ဟုတ်လားတော်ဆန်းကြောက်ကငငယ်လေးကလေးကအားနဲ့ရှာတာသူဒီလိုမျိုးတုံလုံး6ချားစရာတွေကိုမခံနိုင်ဘူးညီကတတ်မှာပါတယ်အောက်မှာပဲဆက်နေခဲ့ပြီးပုံနေဖို့နေရာတစ်ခုရှာပါပြီးရင်စစ်တပ်ကလာကဲမဲ့အချိန်ကိုစောင့်ဆိုင်လိုက်ပါငါတေးရတော့မှလားလူတွေကိုပဲလိုက်ကြိုက်စားတတ်တဲ့အဲ့ဒီလိုတရေတွေကတကောင်ဖြစ်သွားတော့မှလားရှမ်းကြောက်ကငါရဲ့ကိုရေးအချက်လက်ကိုလည်းခိုးယူခဲ့တယ်ငါမိသားစုကိုလည်းလူယူခဲ့တယ်ကဘာပြက်ကက်ကြီးစိုက်နေချိန်မှာတော့သူကဇိမ်ခံအိတ်တွေအများကြီးနဲ့ထွက်ပြေးလွတ်မြောက်သွားရသေးတယ်နောက်ဘဝဆိုတာသာရှိခဲ့ရင်ငါဒီကဘာပေါ်မှာအချမ်းသာဆုံးလူသားဖြစ်အောင်လုပ်ဦးမယ်ငါမသေးဘူးပဲဒါပေမဲ့ငါလုံးဝအုတ်တုံတရေတကောင်ဖြစ်သွားတာမျိုးလည်းမဟုတ်သေးဘူးထင်တယ်လှည့်ပတ်ကြည့်စမ်းဟာကောင်းကင်ကြီးကငါ့ကိုအလကားပြစ်မထားပါလားငါဟာဒန္နာရီလာစိတ်ဆွမ်းရင်ဆိုင်ရာစွမ်းရည်ကိုနိုးထခွင့်ရခဲ့ပြီငါကတရေတကောင်ဖြစ်နေပြီဆိုတော့တရေအုပ်စုကြီးကိုထိန်းချုပ်နိုင်တဲ့အစင်းမြင့်တော်ဝင်မျိုးနွယ်စုဝင်တယောက်ဖြစ်လာခဲ့ပြီပေါ့ဒီနီလာကြောက်ကြီးကတော့အံ့ဩစရာပဲဒီကုံတိုက်ထဲမှာရှိတဲ့ယတနာမှန်သမျှအခုတော့ငါအပိုင်တွေဖြစ်ကုန်ပြီဘယ်သူမှလာမလို့နိုင်တော့ဘူး